ကဲ့ပါကျွန်တော်ဒီကမောဇာလေးကိုဇုံလိုက်ကိုဘယ်လောက်လဲလို့ကျွန်တော်ဈေးမိထားလို့ပါနော်ဈေးမိထားတာတွေကလည်းအများကြီးဆိုတော့လေကျွန်တော်ကပေါ့တစ်ချက်ချင်းကိုနှစ်ဖက်လာတစ်ချက်ချင်းကိုကျွန်တော်က9000ကျပ်ယူပါတယ်ဗျတစ်တာမပါဘူးပေါ့နော်အဲ့ဒါကိုလိုအပ်တဲ့အချက်ရည်ကိုလိုအပ်တယ်လို့ခေါင်းစဉ်လေးတွေနဲ့ပြောပြီးတော့မှာလို့ရပါတယ်နော်အဲ့တော့ကိုကအဲ့လို6ချက်နဲ့တစ်တာနဲ့တစ်စုံလိုချင်တယ်ဆိုရင်လည်းလိုကြပါတယ်တချို့ကျတော့လည်း8ချက်နဲ့တစ်တာနဲ့အဲ့လိုမျိုးမှာကြပါတယ်နော်အချက်ရည်ကတော့မိမိလိုအပ်တဲ့အချက်ရည်ခေါင်းစဉ်လေးတွေပြောပြီးတော့မှာလို့ရပါတယ်ကျွန်တော်ကအဲ့ဒါကိုကိုယ်တိုင်ရေးဆွဲတာပါနော်ဒီကမောဇာကိုကိုယ်တိုင်ရေးဆွဲတာပါရေးဆွဲတဲ့အချိန်မှာစကားပြောလို့လည်းမရဘူးတခြားအယုံတွေလည်းတွင်းလို့မရပါဘူးဗျကျွန်တော်ဒီကမောဇာရေးတဲ့အချိန်မှာတအားကိုစိတ်နှစ်ပြီးတော့ရေးရပါတယ်အဲ့ဒီအတွက်ကျွန်တော်ပူဇော်ကြီးလေးကိုနှစ်ဖက်လာကိုဒီယွန်းထဲအဆင့်ဒီအဆင့်ရောက်ဖို့ရယ်ကမောဇာရေးတဲ့အဆင့်ရယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကနှစ်ဖက်လာတစ်ချက်ကို9000ကျပ်ပူဇော်ကြီးယူရတယ်ဗျနော်အဲ့တော့တကယ်လို့6ချက်နဲ့တစ်တာတစ်စုံဆိုရင်4သိန်းကျပ်ကြပါတယ်8ချက်နဲ့တစ်တာတစ်စုံဆိုလို့ရှိရင်5သိန်းကျပ်ကြပါတယ်ဗျနော်အဲ့ဒါကိုကျွန်တော်ကအခုဝါဆိုလာပြည့်အထီကိုကျွန်တော်ဒီမှာကုန်ချမ်းက6စုံလောက်ပဲရှိတယ်ဗျ6စုံလောက်ကအခုလောလောဆယ်မှာတဲ့လူက6ပြည့်သွားရင်ဝါဆိုလာပြည့်ကို6စုံလာပဲကျွန်တော်ရမှာပါအဲ့တော့တကယ်လို့ဝါဆိုလာပြည့်မှာလှူဖို့စိတ်ကူးထားတယ်ဆိုလို့ရှိရင်အခုနေမှားထားပါเนาะကျွန်တော်စီကိုခေါင်းစဉ်လေးတွေနဲ့အချက်ရည်လေးတွေနဲ့လိပ်စာလေးတွေနဲ့လို့ပြောပြီးတော့စီယန်လေးတစ်ဝက်တော့လွှဲထားလို့ရပါတယ်เนาะအဲ့လိုလွှဲပြီးတော့မှားလို့ရပါတယ်ကျွန်တော်ကအခုကျွန်တော်စိတ်ကူးထားတာပေါ့နော်ကျွန်တော်ကမောဇာကိုယ်တိုင်ရေးပြီးတော့ကျွန်တော်ကလည်းကုသိုလ်အဖြစ်ကျွန်တော်အခုကမောဇာကနေပြီးတော့ရတဲ့ဒီပူဇော်ခြင်းငွေလေးတွေကိုကျွန်တော်ကကုသိုလ်ပြန်လုပ်ဖို့စိတ်ကူးထားပါတယ်အဲ့ဒါကကျွန်တော်စိတ်ကူးထဲမှာရှိပြီးသားဆိုတော့ကိုယ်တိုင်ရေးတဲ့အချိန်မှာလည်းကုသိုလ်ရအောင်ဒီပူဇော်ခြင်းလေးတွေရလာတဲ့အချိန်မှာလည်းပူဇော်တဲ့လူရောလှူတဲ့လူတွေရောအားလုံးအကျိုးရှိအောင်ကျွန်တော်ကဒီပူဇော်ကြီးကိုယ်တိုင်ရေးတဲ့ရေးဆွဲကားတွေကနေပြီးတော့ကျွန်တော်ကုသိုလ်လေးတွေလုပ်ဖို့လည်းစိတ်ကူးထားပါတယ်။ဒါကြောင့်မလို့အခုလောလောဆယ်6စုံကိုစီယံတဝက်လွှဲဝင်ထားတဲ့ဆရာတော်ဘုရားတွေကိုအတည်ပြုပြီးတော့ဘော်ဒါလက်ခံပေးထားပါတယ်နော်။အဲ့တော့6စုံမပြည့်ခင်လေးကိုလိုအပ်တဲ့ဆရာတော်ဘုရားများမိတ်ဆွေများအားလုံးလူတန်းပူဇော်လို့လည်းရပါတယ်နော်။အဲ့ဒါလေးကိုကျွန်တော်ဈေးနှုန်းလေးရောတည်